protein လား creatine လားလေ့ကျင့်ခန်းလုပ်တာနဲ့ protein တောက်ရမှာလားဒါမှမဟုတ် creatine ကိုပဲတောက်ရမှာလား protein ကရောခန္ဓာကိုယ်အတွက်ဘာလုပ်ပေးတယ်လဲ creatine ဆိုတာကရောဘာလဲတကယ်ရောသုံးသင့်လားဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာပါ protein ပေါင်တာတွေက protein တက်ပါရှင်းတော့ပဲမလားဒီတက်ပိုရှင်းပြရရင်ကျွန်တော်တို့လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာကြွက်သားမြင့်တွေပေါက်ပြဲပြက်စီးပါတယ်အဲ့ဒါတွေကိုပြုပြင်ဖို့နဲ့အသစ်တွေထပ်တိုးတည်ဆောက်ဖို့ဆိုရင် protein တက်ကိုလိုအပ်ပါတယ်အဲ့လိုလိုအပ်တဲ့ protein တက်ကိုအဓိကအားဖြင့်အသားငါးဥနဲ့ပဲအမျိုးမျိုးကနေရနိုင်ပါတယ်ဆိုတော့ protein တက်ကိုအဓိကအားဖြင့်အစားအစာတွေကနေရနိုင်ပါတယ်ဒါကြောင့်ခင်ဗျားတစ်နေ့တာလိုအပ်တဲ့ protein ပမာဏကိုရဖို့စားနိုင်တောင်းနိုင်နေဆိုရင် protein ပေါင်းတာတွေတနည်းအားဖြင့် supplement ပေါ့ protein supplement တွေကိုလုံးဝမလိုအပ်ပါဘူးဘယ်လိုလူတွေမှာလိုအပ်နိုင်လဲဆိုတော့အစာအိမ်မကောင်းလို့အစာအများကြီးမစားနိုင်တဲ့သူတွေပြီးတော့အစာခဏခဏစားဖို့အချိန်မလောက်တဲ့သူတွေမအားတဲ့သူတွေပြီးတော့ protein ပမာဏအများကြီးလိုတဲ့ပြိုင်ပွဲဝင်ကစားသမားတွေလောက်ပဲလိုတာပါဒါဆို creatine အောင်ပါလဲ creatine ဆိုတာ arginine, glycine နဲ့ methionine ဆိုတဲ့ amino acid 3 မျိုးပေါင်းထားတဲ့ supplement တစ်မျိုးဖြစ်ပါတယ်။ creatine ကဘာလို့ပေးလဲဆိုတော့ကြွက်သားတွေရဲ့စွမ်းအင်တိုးလောင်နိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။အဲ့ဒါကဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့ကြွက်သားညှင်တွေမှာ ATP, adenosine triphosphate ကိုပုံမှန်များများတင်ထားနိုင်ဖို့ကူညီပေးတာပါ။ ATP များလို့ရှိရင်ကြွက်သားတွေလည်းပိုကြကြအလုပ်လုပ်နိုင်တယ်။ကြွက်သားတွေပိုကြကြအလုပ်လုပ်နိုင်လို့ရှိရင်ကြွက်သားတွေထပ်တိုးဖို့ရာဂိုင်နှုန်းပိုများတယ်အဲ့ဒါအပြင် creatine ကကြွက်သားတွေရဲ့နာကျင်ကြိုက်ခဲတဲ့ဟာတွေဒါမှမဟုတ်လေ့ကျင့်ခန်းပြီးပြုပြင်နိုင်စွမ်းတွေကိုမြင့်တင်ပေးပါတယ်လွယ်လွယ်ပြောရရင် creatine သုံးလို့ရှိရင်ခင်ဗျားဟာလေ့ကျင့်ခန်းပိုလုပ်နိုင်မယ်ကြွက်သားတွေပိုကြီးဖို့ကိုရာဂိုင်နှုန်းပိုများမယ်ပြီးရင်ခွန်အားလည်းတိုးလာမယ်ဆိုတော့ supplement သုံးမယ်ဆိုလို့ရှိရင်တဘာဝအတိုင်းရနိုင်တဲ့ protein ထက် creatine ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အများကြီးပိုအထောက်အကူပြုနိုင်ပါတယ်ဒီလောက်ဆိုရင်တော့ခင်ဗျားအနေနဲ့ protein သုံးရမလား creatine ပဲသုံးရမလားဆိုတော့ခွဲခြားနိုင်မယ်လို့ယုံကြည်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FTFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့ user မှာတွေကိုသိပ္ပံနည်းကျရှင်းလင်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်